အားကစားခီးသွွားလုပ်ငန်းဆိုတာဟာအားကစားနဲ့ခီးသွွားခြင်းကိုပေါင်းစည်းထားတဲ့ခီးသွွားလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်ပြီးပြိုင်ပွဲကျင်းပရာနေရာသို့ခီးသွွားခြင်းပွဲကြည့်ဖို့အတွက်ခီးသွွားခြင်းနဲ့အားကစားနဲ့ပတ်သက်တဲ့သမိုင်းနောက်ခံရည်ကြီးမှုအမွေနှစ်တွေကိုတွားရောက်လေ့လာလဲပတ်တဲ့ခီးသွွားခြင်းစသဖြင့်အမျိုးအစား၃မျိုးရှိပါတယ်။မြန်မာနိုင်ငံမှာ2013ခုနှစ်မှာ29ကြိမ်မြောက်ရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကိုနေပြည်တော်မှာအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးအားကစားသမားတွေအားကစားနဲ့သက်ဆိုင်သူတွေအားပေးသူတွေအများအပြားလာရောက်ခဲ့ပါတယ်။2024ခုနှစ်မှာပြင်စမကြိမ်မျိုးသားအားကစားပွဲတော်ကိုနေပြည်တော်မှာစီကားတိုက်မြိုက်စွာကျင်းပခဲ့တာဟာလည်းအားကစားခီးသွွားလုပ်ငန်းကိုအထောက်အကူဖြစ်စေခဲ့ပါတယ်။အားကစားခီးသွွားလုပ်ငန်းဟာဆိုရင်နိုင်ငံရဲ့စီးပွားရေးအလုပ်အကိုင်ယဉ်ကျေးမှုနဲ့လူနေမှုအဆင့်တန်းတို့ကိုတိုးတက်စေတဲ့အပြင်နိုင်ငံတကာနဲ့ယဉ်ကျေးချစ်ကြည်မှုကိုရရှိစေတဲ့အတွက်အရေးပါတဲ့ခီးသွွားလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။စွန့်စားခီးသွွားလုပ်ငန်းဆိုတာကတော့ခီးသွွားရင်းစွန့်စားမှုတွေလှုပ်ဆောင်ရတဲ့ခီးသွွားလုပ်ငန်းပဲဖြစ်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုများတဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုများနဲ့ယဉ်ကျေးမှုဓလေ့တွေကိုလေ့လာခြင်းစတာတွေပေါင်းဝင်တဲ့ခီးသွွားလုပ်ငန်းမျိုးလည်းဖြစ်ပါတယ်။စွန့်စားခီးသွွားလာခြင်းလုပ်ငန်းမှာခြေလင်းတောင်တက်ခြင်းရေခဲတောင်တက်ခြင်းကြောက်တောင်တက်ခြင်းတောင်တက်စပိန်စီးခြင်းဒေါ်ရင်စွန့်စားခရီးထွက်ခြင်းရေငုပ်ခြင်းရေလွှာလျှောစီးခြင်းကနူးလှေလော်ခြင်းကရက်လှေလော်ခြင်းမိဘုံပြန်စီးခြင်းလေဒီခုန်ခြင်းစတဲ့လှုပ်ရှားမှုတွေပါဝင်ပါတယ်။စွန့်စားခီးသွွားလုပ်ငန်းဟာစိတ်လှုပ်ရှားမှုစိန်ခေါ်မှုစွန့်စားမှုတို့ဖြင့်ခရီးထွက်ရခြင်းဖြစ်ပြီးအားကစားတစ်မျိုးကဲ့သို့ခန္ဓာကိုယ်လှုပ်ရှားသွားလာရတဲ့အတွက်လူငယ်များကြားအလွန်ပင်ရေပန်းစားတဲ့ခန္ဓာကိုယ်ပင်ပန်းတော်လေစိတ်ပျော်ရွှင်စေတဲ့ခရီးသွားလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့အမျိုးအစားစုံလင်လာတဲ့ခရီးသွားလုပ်ငန်းများစွာရှိတာကြောင့်အဲ့ဒီခရီးသွားလုပ်ငန်းများကိုစနစ်တကျနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့်ဒေသခံပြည်သူများရဲ့လူမှုစီးပွားဘဝများပုံမူတိုးတက်လာစေမှာဖြစ်တယ်လို့နိုင်ငံတော်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုနဲ့တဘာဝတည်ရန်စာတများကိုခီးသွွားလုပ်ငန်းမြင့်တင်ဖော်ဆောင်ခြင်းမှတစ်ဆင့်ထိန်းသိမ်းဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်အစိုးရပုဂ္ဂလိကနဲ့ပြည်သူတို့ကလက်တွဲညီညီဝိုင်းဝန်းကောင်းထည်ဖော်ဆောင်ရွက်နိုင်ဖို့လိုအပ်မှာဖြစ်ပါကြောင်း2025ခုနှစ်ကမ္ဘာခီးသွွားလုပ်ငန်းတွေကိုဂုဏ်ပြုတင်ပြလိုက်ရပါတယ်ရှင်။